ပါတယ်တနိုင်ငံလုံးကရုပ်ရှင်ကြီးကိုမောင်နှမအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ရာသီတော်ကတော့အခုတိုင်းဒေသကြီးတောင်ငူမြို့နယ်ကကိုကျော်ဝင်းထက်ဖြစ်ပါတယ်။ရာသီတော်မင်းနဲ့လျှောက်လာခြင်းကမြန်မာနိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်တွေပြည်သူအများစုကမဘာသာပူသောအမည်ကိုပြည့်တဲ့သဘောကြ၍အသုံးပြုခြင်းကိုဒီမိုကရေစီစနစ်ကိုကျင့်သုံးနေသည်ဟုကြွေးကြော်နေသောပြည်သူအစိုးရလက်ထက်မှာမဟာနာအဖွဲ့အစည်းကအာဏာသုံး၍ပိတ်ပင်တားဆီးခွင့်ရှိမရှိကိုသိလိုပါတယ်ဗျာဒီပါရှိပါကိုကျော်ဝင်းထက်တောင်ငူမြို့နယ်ကကိုကျော်ဝင်းထက်မေးသွားတဲ့မိဘဥပဒေပညာရှင်တယောက်အနေနဲ့တပည့်တော်ဖြေချပါမယ်ခင်ဗျာဥပဒေနဲ့အညီဖြေချပေးပါမယ်ခင်ဗျာဒါပေမဲ့ဒီအဖြေအတွက်ငပိကျော်နဲ့နီးသလားတော့မသိပါဘူးငါပြီးတဲ့နေ့ကမြန်မာနိုင်ငံတွင်းမှာရှိတဲ့ရဟန်းရှင်လူပြည်သူအများကမဟာဒဆိုတဲ့အမည်ကိုနှစ်သက်သဘောကျပြီးတော့အသုံးပြုတာဘူးဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတယ်လို့ကြွေးကြော်နေတဲ့ပြည်သူအစိုးရဖြစ်မှာမဟာနာအဖွဲ့အစည်းကအာဏာသုံးပြီးပိတ်ပင်တားဆီးခွင့်ရှိမရှိသိလိုပါလေတပည့်တော်ဖြေကြားလိုတာကမဟာနာအဖွဲ့အစည်းသည်တန်ခါအဖွဲ့အစည်းဖြစ်ပါတယ်အာဏာပိုင်အဖွဲ့အစည်းမဟုတ်ပါဘူးမဟာဒဆိုတာကနာမည်တစ်ခုပါအမည်နာမပညာအခေါ်အဝေါ်ဖြစ်ပါတယ်မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ရဟန်းရှင်လူပြည်သူအများကအမျိုးဘာသာသာသနာကိုစောင့်ရှောက်ရတာကိုနှစ်သက်သဘောကျတဲ့အတွက်မဟာဒဆိုတဲ့နာမည်ကိုခံယူခြင်းနဲ့အသုံးပြုခြင်းနဲ့ဆိုတဲ့အပေါ်မှာတန်ခါအဖွဲ့အစည်းကအာဏာသုံးပြီးတော့ပိတ်ပင်တားဆီးခွင့်မရှိပါဘူးဥပမာအားဖြင့်ဘုရားတပည့်တော်တို့တိုင်းပြည်အတွင်းမှာမိတင်းနေထိုင်တဲ့များပြည်သူအမည်နာမမှဲ့ခေါ်ကြအဲ့လိုနာမည်မှဲ့တာကိုမက်နီလို့မမှဲ့ရဘူးကိုဖြူလို့မမှဲ့ရဘူးလို့အဲ့လိုပိတ်ပင်တားဆီးခွင့်မရှိပါဘူးဒီလိုပိတ်ပင်တားဆီးတဲ့ဥပဒေမျိုးလည်းမရှိပါဘူးအထူးသဖြင့်ဥပဒေရှုထောင့်ကနေဖြေရမယ်ဆိုရင်အမည်နာမတစ်ခုကိုသုံးပြုတဲ့အပေါ်မှာဒါကိုမသုံးရပါဘူးလို့ဥပဒေနဲ့ပိတ်ပင်တားဆီးပြဋ္ဌာန်းထားတဲ့ဥပဒေပြဋ္ဌာန်းချက်မရှိပါဘူးအဲ့တော့ဥပဒေနဲ့ပြဋ္ဌာန်းပြီးတားဆီးပိတ်ပင်ထားတာတောင်မရှိဘူးဆိုရင်မဟာနာကဲ့သို့ဆရာတော်တန်ဃာတော်အရှင်သူမြတ်များရဲ့တန်ခါအဖွဲ့အစည်းကတော့မဟာတာဆိုတဲ့အမည်နာမတစ်ခုအများပြည်သူတွေနှစ်သက်သဘောကျလို့သုံးဆွဲတာကိုဒါမသုံးဆွဲရဘူးလို့အာဏာသုံးပြီးပိတ်ပင်တားဆီးခွင့်မရှိပါဘူးလို့ဥပဒေရှုထောင့်ကနေဖြေကြားလျှောက်ထားပါတယ်ဆရာတော်ရှင်ကြီးများ